ဟဲ့လားမင်းကမင်းလည်းပြန်ရေးစမ်းမအောင်ဟာဘာပုံစံဖြစ်နေလဲဒီလိုကြီးပဲမင်းနေသားပါမှာဟမ်လက်စုပ်ကျင်းမိမတယောက်အတွက်နဲ့များကွာအခုလိုဖြစ်နေရတာမင်းမှတ်တာရောမင်းရှိမှာပတ်စံများများရှိအောင်လုပ်နော်ပတ်စံတာရှိအောင်လုပ်သဘောပေါက်လားဟိုဘက်မှာပြန်